မင်္ဂလာရှိသောညနေလေးမှာဖဲဖဲရှိမိတ်ဆွေများအားလုံးမင်္ဂလာပါနော်ဒါကတော့15,000ဝင်ပါလာလေးပဲဖြစ်ပါတယ်ခင်ဗျာဘယ်ဥမှာဆိုခုလိုရှေ့ကလေးတွေပါမယ်ဝင်းတဲ့အနေထားလေးတွေပါခင်ဗျာထောင်တကူစီလေးနဲ့ဝယ်သူရဲ့စိတ်တိုင်းကြဝင်းကိုဖွင့်ပြပါကိုဆိုလို့ကျွန်တော်တက်နိုင်တယ်လို့ရအောင်ဖွင့်ပြထားပါတယ်ခင်ဗျာမိုးတိုင်လေး3တိုင်ပါမယ်တစ်ဖက်ကိုဒါတော့ဥပုံပေါ်15,000ဝင်ပါလာလေးရဲ့အနေထားလေးတွေပါခင်ဗျာဒါကတော့18တောင်ဥပုံပေါ်အနေထားလေးတွေပါခင်ဗျာဒါတော့ဝင်းတဲ့အနေထားလေးပါခင်ဗျထိုင်မုံလေး3မုံပါမယ်18တောင်မှာတော့ကျောမီတိုင်းလေး2တန်းနဲ့မိုးတိုင်းလေးတစ်ဖက်ကို3တိုင်းထည့်ပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျနန်ဒီမှာဆိုလဲတားလက်ဆောင်ဆိုတဲ့ logo လေးထိုးပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျအောက်ကတော့မိုးပြရောင်လေးနဲ့ဝယ်သူရဲ့စီတိုင်းကြစီအောင်လေးနဲ့လုပ်ပေးထားခြင်းပဲဖြစ်ပါတယ်ခင်ဗျနေဝေးရညီကိုများလဲဂျုံကြီးစစ်ချက်စွာမှားဝင်နိုင်ပါတယ်ခင်ဗျ3996833281 39968333591989ဆက်သွယ်မှားဝင်နိုင်ပါတယ်ခင်ဗျမိမိတို့ကြံတဲ့ပုံစံများများလည်းအော်ဒါများအနှံလို့ရပါတယ်ခင်ဗျဒါကတော့18တောင်ခွန်လေးပဲဖြစ်ပါတယ်ခင်ဗျဒီခွန်လေးနှစ်ခွန်ကတော့ဒါကျွန်တော်တို့ဂျုံမငေးကိုပို့ရမယ့်ခွန်လေးနှစ်ခွန်ပဲဖြစ်ပါတယ်ခင်ဗျဒါတော့ပယ်ပန်းရတဲ့ဝင်တဲ့အနေထားလေးတွေပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်